ကောင်းဆိုးဝါးရုပ်ထုတွေနဲ့နှစ်တစ်ကူဖြတ်တန်းကြတဲ့လူမျိုးစုနှစ်တစ်ကူရဲ့ဒီကိုရောက်တာလည်းပြင်လုံးဝသွားခွင့်မရှိဘူး။ညဘက်တွေလည်းလုံးဝမီးဖွင့်ခွင့်မရှိဘူး။ကားလမ်းတွေထားလမ်းတွေလည်းအကုန်ပိတ်ထားတယ်။တိတ်တိတ်ဆိတ်ဆိတ်နဲ့တရားကျင့်ကြံပြီးတော့နေထိုင်ရတဲ့မျိုးတွေစုအဲ့ဒီမကောင်းဆိုးဝါးပုံတွေကိုလူတွေကစိတ်ကူးရင်ပြီးတော့ကြောက်ဖို့ကောင်းအောင်ပုံဖော်ထားတာပါကျွန်တော်တို့အဲ့ဒီအယုတ်ကိုတော့ Oh God လို့ခေါ်ပါတယ်အဲ့ဒီနာမည်ကလည်းကျွန်တော်တို့1990နှောင်းပိုင်းလောက်ကနေပြီးတော့စတင်ပေါ်လာတာပါတကယ်တော့အဲ့ဒီအယုတ်တရဲ့နာမည်ရင်းက Oh God ပါ Oh God ဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့လှုပ်ခတ်နေတဲ့အဓိပ္ပာယ်ကိုဆိုလိုတာပါအဲ့ဒါကြောင့်မို့လို့ပဲအဲ့ဒီမကောင်းဆိုးဝါးရုပ်ထုတွေကိုသူတို့ကလှုပ်ခတ်ပြီးတော့ကစားကြတာပါအဲ့ဒီမကောင်းစွာရုပ်ကြီးကိုလှုပ်ခတ်ပြီးတော့ကစားလို့ပြီးသွားတဲ့အခါမှာသူတို့ကိုမီးရှို့ရပါတယ်။ဘာကြောင့်မီးရှို့ရလဲဆိုရင်တော့အဲ့ဒီရုပ်ကြီးကိုမီးရှို့ခြင်းအပြင်ပရလောကသားတွေရဲ့ဉာဏ်တွေကိုလည်းထိန်းချုပ်ပြီးသားဆိုပြီးတော့ယုံကြည်တက်ဝင်ကြပါတယ်။ပို့ပြီးတော့ထူးခြားတာကအဲ့ဒီမကောင်းစွာရုပ်ကြီးတွေကိုမီးရှို့တဲ့အခါမှာရွာအပြင်တင်းချိုင်းမှာမီးရှို့ရတာပါ။အဲ့ဒီရွာကဘယ်ကနေဆင်းသက်လာတာလဲ။တရူကစ်တာလို့ခေါ်တဲ့ဟိန္ဒူဘာသာကိုးကွယ်တဲ့လူမျိုးစုတွေကနေဆင်းသက်လာတာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့80%လောက်ကမွတ်စလင်ဘာသာဝင်တွေပဲဖြစ်ကြပါတယ်။တန်တဲ့30%လောက်ကတော့ဟိန္ဒူဘာသာဝင်တွေပဲဖြစ်ပါတယ်။အဲ့ဒီအင်ဒိုနီးရှားနိုင်ငံမှာဘာလီကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။အဲ့ဒီကျွန်းပေါ်မှာရှိတဲ့80%လောက်ကဟိန္ဒူဘာသာဝင်ကိုးကွယ်ကြတာ။သူတို့ဟိန္ဒူဘာသာဝင်ကိုးကွယ်တာကနည်းနည်းထူးခြားပါတယ်။ကျွန်တော်တို့ဒီဘက်ကဟိန္ဒူဘာသာတွေနဲ့ကိုးကွယ်ပုံကြီးလုံးဝမတူပါဘူး။သူတို့ရဲ့ကိုးကွယ်မှုကဒေသခံဝန်းကျင်ရေးရာယုံကြည်မှုတွေမျိုးရိုးစင်ဆက်အလိုက်ဘိုးဘွားတွေရဲ့ယုံကြည်မှုတွေနဲ့ဗုဒ္ဓဘာသာဝင်ကိုလည်းယုံကြည်ကြပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာဝင်ကိုကိုးကွယ်တယ်ဆိုပေမဲ့ထေရဝါဒမဟုတ်ပါဘူး။မဟာယာနဘက်ကိုယုံကြည်ကြတာပါ။1952ခုနှစ်လောက်ကဒီဘာလီလူမျိုးတွေရဲ့ကိုးကွယ်ယုံကြည်မှုကိုအင်ဒိုနီးရှားနိုင်ငံရဲ့အစိုးရကတရားဝင်ခွင့်ပြုခဲ့တာပါ။အဲ့ဒါကြောင့်မို့လို့ပဲအင်ဒိုနီးရှားရိုးရာလို့ပြောရင်100%လုံးဝမမှန်ပါဘူး။အင်ဒိုနီးရှားဘာလီလူမျိုးစုတွေလို့ပြောမှ100%မှန်ပါပါ။နှစ်တစ်ကူပွဲတော်အဲ့ဒီဘာဒီလူမျိုးစုတွေရဲ့ကြားမှာစာခါနှစ်တစ်ကူပွဲတော်ဆိုတာရှိပါတယ်အဲ့ဒီပွဲတော်တွေကိုတော့နှစ်စဉ်နှစ်တိုင်းမက်လတွေထဲမှာပဲကျင်းပကြတာပါ2024ခုနှစ်မက်လ17ရက်နေ့နဲ့2025မက်လ29ရက်နေ့မှာကျင်းပခဲ့ကြပါတယ်ဒါပေမဲ့ပွဲစဉ်ရက်ကတော့တိတိကျကျမရှိပါဘူးအရှင်တုန်းကတော့ဒီပွဲတော်တွေကိုရက်တွေရွာတွေမှာပဲကျင်းပကြတာပါကျွန်တော်တို့တိုးတက်လာတဲ့ခေတ်နဲ့အညီမျိုးတွေရက်ွက်တွေမှာလည်းကျင်းပလာကြပါတယ်အဲ့ဒီကျင်းပမှုပွဲကိုတော့ဘန်ကာလို့ခေါ်ပါတယ်ကျွန်တော်တို့အရင်တော့ကတော့အဲ့ဒီရုပ်တွေကိုတစ်သားတွေဝါးတွေနဲ့ပဲပြုလုပ်ခဲ့ကြတာပါအခုချိန်မှာတော့တော်တော်ကြီးကိုလက်ရာတွေကတည်တက်ပြီးတော့ကြောက်စရာကောင်းလာပါတယ်လယ်တွေကတီးနှက်စပားတွေကိုမပြတ်စီးအောင်လယ်တွေကိုဖျက်ဆီးမဲ့ရန်သူတွေရဲ့အန္တရာယ်ကိုကင်းဝေးအောင်လုပ်ပြီးတော့အဲ့ဒီအယုတ်တွေကိုလယ်တွေထဲမှာထားလိရှိပါတယ်အဲ့လိုထားခြင်းအပြင်အန္တရာယ်ကင်းစေပြီးတော့တီးနှက်ထွန်းတိုးတယ်လို့လည်းယုံကြည်ကြပါတယ်သူတို့ရဲ့ဒေသခံယုံကြည်ကိုးကွယ်မှုတွေဘိုးဘွားဆင်ဆက်လာယုံကြည်ကိုးကွယ်မှုတွေကိုအခြေခံထားပြီးတော့ပုံပြင်တွေဒဏ္ဍာရီတွေကလိုအပ်ရင်လိုအပ်တယ်လို့ပုံဖော်ဖန်တီးကြတာကြောင့်ရုပ်တွေကအခုနောက်ပိုင်းမှာတော်တော်အသက်ဝင်လာပါတယ်အဲ့ဒီရုပ်တွေကိုအပြင်ပိုင်းကနေကြည့်မယ်ဆိုရင်တော့မှတော်တော်ကြောက်ဖို့ကောင်းပါတယ်တော်တော်လေးလေးမယ်လို့မြင်ရပါတယ်ဒါပေမဲ့အဲ့ဒီအယုတ်တွေရဲ့လေးချိန်ကထင်ထားသလောက်မလေးပါဘူးပေါ့လေးပါအဲ့ဒီပွဲတော်ကိုကျင်းပနေစဉ်အယုတ်တွေအောက်ကိုပြုတ်ကျပြီးတော့ကျိုးသွားရင်လည်းသူတို့အတွက်ကိစ္စမရှိပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီရုပ်တွေကိုတင်းချိုင်းမှာပြန်ပြီးတော့မီးရှို့မှာလို့ဖြစ်ပါတယ်။တင်းချိုင်းမှာမီးရှို့ပြီးတော့နှစ်တစ်ကိုတန့်စင်ကြတာပါ။အဲ့ဒီရုပ်တွေကိုမီးရှို့ပြီးတော့နောက်တစ်နေ့ကနှစ်တစ်ကိုရောက်သွားတာပါ။အဲ့ဒီနေ့ကိုတော့လူမျိုးတွေရဲ့စာခါနှစ်တစ်ကိုဒါမှမဟုတ် Silent Day လို့ခေါ်ကြပါတယ်။အဲ့ဒီနေ့ကိုရောက်သွားရင်တော့ဘာလီကျွန်းတစ်ကျွန်းလုံးကတိတ်ဆိတ်ပြီးတော့စိတ်ဝင်စဉ်တန့်စင်မှုအတွက်သူတို့ကတရားထိုင်ကြပါတယ်။အဲ့ဒီနေ့ကိုရောက်ရင်တော့အပြင်သွားခွင့်လုံးဝမရှိပါဘူး။ညဘက်တွေကိုလည်းလုံးဝမီးဖွင့်ခွင့်မပြုပါဘူး။စူညံတန်တွေလုံးဝမလုပ်ဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်တရားထိုင်ပြီးတော့ကြင်ကြံကြတာပါ။အဲ့ဒါတွေကတော့အင်ဒိုနီးရှားနိုင်ငံဘာလီလူမျိုးစုတွေရဲ့ Oh God ယုံကြည်ကိုးကွယ်မှုပဲဖြစ်ပါတယ်။
ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာ